အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တော်တော်များများသိချင်နေကြမယ်အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကကြတော့သိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုအစအနေအဆုံးထိကြည့်ပြီးတော့နားလည်သွားမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးအခုဒီချုပ်ထားတဲ့ပုံစံမျိုးလေးကိုနော်ဒီအစွန်းစလေးကိုတင်တာတော့ညီသူမဆိုတင်တတ်တယ်နံပါတ်ပြလေးလှန်ပြီးတော့ဒါပေမဲ့ဒီလိုမျိုးလေးတက်တက်ရက်ရက်လေးစနစ်တကျလေးဖြစ်ဖို့အတွက်ကကြတော့အထားလေးတစ်ခုလိုတယ်အဲ့ဒါလေးကိုဒီဗီဒီယိုမှာအမှပြောပြပေးသွားမှာဖြစ်တယ်အဲ့တော့ဘယ်လိုမျိုးစလုပ်ရမလဲဆိုတာလေးကိုကြည့်ကြည့်အောင်နော်ပထမအဆုံးအနေနဲ့ဒီတို့တွေနံပါတ်ပြားလေးပေါ့နော်နံပါတ်ပြားညှက်ထားမယ်ဒါစက္ကန့်မှာနံပါတ်ပြားလှန်ချပါနော်လှန်ချမှာဆိုလို့ရှိရင်ဒီမှာစစ်တက်ပြီးသွားပြီဆိုပါစို့စစ်တက်ပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်လေးတို့ကလှန်ချမှာခါနေပြီးတော့ဒီလိုမျိုးနံပါတ်ပြားတင်ပြီးတော့လန်ချမှာအဲ့လန်ချတဲ့နေရာမှာဒီလိုပုံစံမျိုးလေးနော်ဒီလိုလေးဒီဘက်အလှဘက်နေကြည့်ရင်လည်းဒီလိုမျိုးလေးညီညညာလေးနော်ဒီလိုမျိုးဒီဘက်နေကြည့်လို့ရှိရင်လည်းဒီမှာညီညညာလေးဒီလိုလေးဖြစ်နေတာအဲ့ဒါလေးကိုဘယ်လိုမျိုးလုပ်ရလဲဆိုတော့ဒီမှာအမှပြောပြမယ်လိုက်ကြည့်အရင်ဆုံးဒါကအလှဘက်ဒါကမလှဘက်စစ်ကိုခွဲပြီးတော့ဒီလိုမျိုးလေးဖြန့်ချထားလိုက်မယ်ဟုတ်ပြီနော်ဖြန့်ချထားပြီးလို့ရှိရင်နံပါတ်ပြားမှာတော့ဒီနံပါတ်ပြားကိုဒီလိုမျိုးညှက်ထားတယ်ဆိုပါစို့ညှက်ထားတယ်ဆိုလို့ရှိရင်အတိပဲဒီထိတ်နဲ့ဒီထိတ်ကိုဘာလုပ်ထားတယ်အတိကိုညှက်ထားပေးတယ်ဟုတ်ပြီနော်ဒီထိတ်နဲ့ဒီထိတ်ကိုအတိညှက်ထားပေးတယ်ညှက်ထားပေးပြီးတော့တဲ့အခါမှာဒီလိုမျိုးလေးတင်လိုက်မယ်တင်ပြီးသွားရင်မတို့ကစပြီးပြောမယ်နော်စပြီးတော့ဒီမှာဒီနံပါတ်ပြားကိုဒါစစ်ဘက်နော်စစ်ဘက်ကိုဒီဘူနည်းနည်းဆွဲလိုက်ဆွဲပြီးွားရင်ဒီကနေဒီကိုမတို့ကလက်မဝက်လောက်တိုင်းလိုက်တိုင်းပြီးတော့လွတ်ထားပေးရမယ်နော်ဒီကနေဒီကိုလွတ်ထားပေးစစ်ဘက်ကဒီမှာပို့ထွက်သွားမယ်အဲ့ဒီဟာကိုမတို့ကဘယ်လိုလုပ်မလဲဆိုတော့ဒီမှာယူမယ်ဒီမှာလက်မဝက်လောက်ကိုပို့ပြီးတော့ဒီမှာနံပါတ်ပြားကရှော့ထားတယ်ပြီးတော့ရင်ဒီဘက်လာမယ်လာပြီးသွားလို့ရှိရင်ဒီမှာဒီလိုမျိုးစပြီးတော့ချုပ်ပါမယ်ချက်ကြည့်မယ်ဒီမှာနော်ဒီပုံစံအတိုင်းလေးပဲ B ကိုယူလာမယ် B ကိုကြွရမယ်ကြွပြီးသွားလို့ရှိရင် Z ရဲ့ဒီနှခမ်းပေးနဲ့ B ရဲ့ဒီလိုမျိုးဟုတ်ပြီနော်မြင်တာအောင်ပြပြမယ်နော် Z နှခမ်းပေးနဲ့ဒီ B နှခမ်းနဲ့ကိုဒီလိုမျိုးချလိုက်မယ်ကွက်တိချမယ်ချပြီးသွားရင်မတို့ကဘာလုပ်မလဲဆိုတော့နော်ဒီမှာစမ်းမိနေမယ်စစ်နှခမ်းသားလေးတွေအဲ့စစ်နှခမ်းသားဘေးကိုဘိနှခမ်းသားလေးနဲ့ကပ်ပြီးတော့တကြောင်ညီလေးနော်ချုပ်ပေးလိုက်ချုပ်ပေးပြီးတော့မတို့ဘာလုပ်မလဲဆိုလို့ရှိရင်နောက်တစ်ဆင့်ကဒီမှာကြည့်ဒီလိုမျိုးစစ်ကိုဒီလိုမျိုးဟာလိုက်နော်နံပါတ်ပြားလေးလိုဟာလိုက်ပြီးသွားလို့ရှိရင်ဒီမှာစစ်တွေ့တယ်မဟုတ်လားအဲ့စစ်ကိုဒီလိုမျိုးမလားဘက်ကနေဒီလိုမျိုးလေးလှုပ်ပြီးသွားရင်ဒီမှာဆွဲကြည့်လိုက်ဒီမှာကွက်တိကြပါတွေ့လားနော်ဒီစကတ်ရဲ့ခန္ဓာကိုယ်ပဲကိုယ်ရဲ့ဘေးနဲ့ကွက်တိကြပါတွေ့လားနော်ပို့ထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဆိုလို့ရှိရင်မတို့ကဒီကောင်ပို့နေတဲ့ဟာကိုလက်မဝက်လောက်ခြံပြီးတော့ညှက်ချလိုက်မယ်ရမယ်နော်အဲ့လိုမျိုးလေးကိုလိုက်လုပ်ကြည့်မယ်ပြီးရင်အဲ့ဒီမှာတော်တော်များများမှားကြတာပါလဲဆိုလို့ရှိရင်ဒီမှာများသောအားဖြင့်ဒီလိုမျိုးနံပါတ်ပြားရောပါအောင်ယူပြီးတော့ချုပ်ချလိုက်တာဒီမှာပို့လိုသွားတယ်မဟုတ်ဘူးเนาะအဲ့ဒါလေးတစ်ချက်လေးပဲအဲ့အထာလေးတစ်ခုတိသွားပြီဆိုလို့ရှိရင်စွမ်းနာမှာချုပ်တဲ့တသက်ရလေးပုံစံဖြစ်လာမယ်အဲ့ဒါကဒီမှာနံပါတ်ပြားဒီလိုလန်မယ်လန်ပြီးသွားရင်စစ်ကိုဒီလိုမျိုးယူလိုက်မယ်ယူပြီးသွားရင်ဒီမှာစမ်းမိနေမယ်စစ်နှခမ်းသားလေးเนาะစမ်းမိနေမယ်ဒီလိုမျိုးယူလိုက်မယ်ယူပြီးသွားရင်ဒီမှာဒီလိုလာမယ်လာပြီးသွားရင်ဖိထားမယ်เนาะဒီကောင်ကဒီထိတ်လေးပဲလာမဖိနဲ့ဒီမှာတောက်လျှောက်ဒီနားထိချုပ်ထားတာဖြစ်တဲ့အတွက်ဒီအောက်အထိလည်းပဲဒီလိုတညီရဲဖြစ်ရမယ်เนาะကိုကလက်မငြိမ်ဘူးဆိုလို့ရှိရင်ပင်အက်လေးနဲ့ဒီမှာเนาะလက်မနိုင်သေးဘူးဆိုရင်ပင်အက်လေးနဲ့ထိန်းထားမယ်ထိန်းပြီးွားရင်တို့အပေါ်မှာချုပ်စာဘယ်လောက်ရှိလဲ1 cm ဆိုလို့ရှိရင်1 cm ချုပ်ပြလိုက်မယ်ပြီးရ
ရင်ဒီနားမှာလည်းအထားနော်ဒီလိုမျိုးကြီးစောင်းနေလို့မရဘူးဒီလိုမျိုးကြီးလည်းဖြစ်နေလို့မရဘူးတဲ့ပဲဒီနှစ်ဖက်ပြန်နဲ့အဲ့တော့ဒီစကတ်ရဲ့ခန္ဓာကိုယ်တယ်လေးတွေကိုလည်းဒီအပေါ်ကိုတင်ထားပြီးဒီမှာဒီကောင်လေးလည်းပြန်ပြီးတော့ဖြန့်ထားပြီးနှမို့ဆိုလို့ရှင်လေခိုးတာတွေစောင်းတာတွေရွဲ့တာတွေဖြစ်တတ်တယ်မှာဒီလိုမျိုးလေးဟုတ်ပြီနော်ဆုံးမယ်ဒီကရင်ဒီနားလောက်ရမယ်ဒါလေးချီတုပ်ပေးလိုက်မယ်တုပ်ပြီးသွားရင်ဒါလေးလွတ်လိုက်တော့ဒီမှာချုပ်ထားတဲ့ 1cm ကို1cm ကို 0.5 လောက်ညှပ်ပေးလိုက်ဒီအကောင်လေးကအဝိုက်လေးဖြစ်တဲ့အတွက်နည်းနည်းလေးကကြည့်တောက်ပေးလိုက်ဟုတ်ပြီနော်အဲ့တော့ပြီးတော့အမလှန်ပြမယ်ဒီထိတ်လေးကိုဒီမှာဒီဘက်ကိုချက်ထည့်မယ်ထည့်ပြီးဒီကောင်ကဒီဘက်ကိုအစွန်းလေးကဒီလိုထွက်ပေးလိုက်မယ်တွေ့လားဒီထိတ်ကလေးရဆိုလို့ရှိရင်လုံးဝတညီတညာလေးဖြစ်သွားပြီအဲ့တော့ဒီမှာညီသွားပြီဟုတ်ပြီနော်တညီတညာလေးဖြစ်သွားပြီဒီမှာစစ်တက်ထားတာလည်းဒီမှာနော်ဒီလိုပုံစံမျိုးလေးအဲ့တော့ဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်မတို့ကဒီခုလှန်လိုက်ပြီပေါ့လှန်ချလိုက်ပြီးရွာရင်ဘာလာမလဲဆိုတော့ဒီတိုင်းပဲထားလို့မရအောင်ကက်ချီတောက်ပဲတဆင့်ချင်းเนาะ Wi-Fi ညက်တဲ့ကက်ချီတောက်တယ်ပြီးသွားလို့ရှင်ဒီကောင်လေးကိုမတို့ကကြံပြီးတော့ဒီလိုမျိုးအခုဆိုလို့ရှင်ဒီလိုမျိုးမပိကြနေဘူးအသားမကြနေဟာဒီလိုမျိုးလေးဖြစ်နေတယ်အဲ့ဒါလေးကိုပိကြသွားဖို့အတွက်ကိုဒီမှာကိုနဘက်ပြားဘက်ကိုဒီချုပ်သားကိုလှည့်မယ်လှည့်ပြီးသွားလို့ရှင်ဒီချောင်းကတ်ချုပ်မယ်ရတဲ့လောက်ဒီတောက်ကိုချုပ်လာမယ်ရတော့ပဲချုပ်မယ်ပြီးရင်လဲလိုက်အဲ့တော့ဒီလိုရသွားပြီရသွားတဲ့ဟာကိုမီးဘူးတိုက်ကမှာပေါ့နော်မီးဘူးမတိုက်ခေမှာအမကဘာလုပ်လဲဆိုတော့ပို့ပြီးတော့ကက်ကလေးဖြစ်သွားဖို့အတွက်ကိုဒီမှာဒီလိုမျိုးညီွားရင်းမလားညီွားတာကိုဒီမှာမှာတော့ဒီလိုမျိုးလုပ်မယ်ပြီးရင်ဒီမှာတောက်လေးရှိ6ချုပ်စာလေးရှိတယ်အဲ့တောက်ချုပ်စာလေးရဲ့နော်တောက်ချုပ်စာလေးရဲ့ဂျားတဲ့ကိုခြီလေးရစိတ်ရှည်လက်ရှည်လေးတော့လုပ်ပြရမယ်နော်ခြီလေးကိုနဘက်ပြားဆုံးတဲ့အထိကိုအဲ့တောက်ကြားလေးတွေကိုကပ်ပြီးတော့ချုပ်ပြရမယ်အဲ့ဆိုလို့ရှိရင်ချုပ်လို့ချုပ်ထားမှန်းတော့မသိဘူးဒါပေမဲ့နဘက်ပြားဒီဘက်ကိုပြန်ပြီးတော့မလန်ကြနေတော့တွေ့လားနော်အဲ့တော့ဒီပုံစံလေးရသွားပြီဒီဘက်နဲ့လည်းဒီမှာညီတူပဲတွေ့လားဆိုရဲအခါကျတော့အတွင်းရောဒီအပြင်ရောဘာဖြစ်နေမလဲတေးသေးသက်လေးနဲ့လုံးဝအောင်စနစ်ကြတဲ့နဘက်ပြားချုပ်နေလေးကိုရမှာဖြစ်ပါတယ်အဲ့တော့လိုက်လုပ်ကြည့်ပါဒီနီလန်းလေးကိုအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လဲဆုံတွေ့ကြအောင်နော်